ဟုတ်ကဲ့ပါမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်ခဲ့တာဒီကနေ့ဧပြီ1ရက်နေ့ည8:00 နာရီအထိဆိုရင်9ရက်နီးပါးရှိလာပါပြီ။နိုင်အနေနဲ့ပြောမယ်ဆိုရင်တော့103နာရီအထိရှိလာခဲ့တာဖြစ်ပါတယ်။ဒီကနေ့မှလည်းငလင်တန်းခန်းစားခဲ့ရတဲ့နေရာအတော်များများမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေပါတယ်။ဖော်ထုတ်ရေးမလုပ်နိုင်တဲ့နေရာတွေကြံသေးသလိုတချို့နေရာတွေမှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးသလောက်နီးပါးဖြစ်လာပြီးတောင်းခံထားနိုင်သူတချို့အသက်ရှင်လျက်ပြန်ထွက်နိုင်တဲ့အကြောင်းကူညီနေသူတွေကပြောပါတယ်။ထိုင်းနိုင်ငံရဲ့ငလင်ဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဧပြီ1ရက်နေ့ညနေ3နာရီခွဲအထိဆိုရင်စကိုင်းငလင်နောက်ပိုင်းမြန်မာနိုင်ငံမှာနောက်ဆက်တွဲငလင်240ကြိမ်လှုပ်ခတ်ပြီးပြီလို့ဆိုပါတယ်။ဧပြီလ1ရက်နေ့မနက်8နာရီအထိကတော့တနိုင်ငံလုံးမှာသေဆုံးသူ2919ယောက်ဒဏ်ရာရသူ4521ယောက်အထိရှိကြောင်းစစ်ကောင်းဆောင်ကပြောပါတယ်။ပျောက်ဆုံးသူတွေကတော့သေဆုံးဖို့ရာခိုင်နှုန်းများတဲ့အကြောင်းနဲ့သေဆုံးသူ3000ကျော်အထိရှိလာနိုင်တယ်လို့သူကခန့်မှန်းထားပါတယ်။ DVB ရဲ့ data အဖွဲ့ကပေးပို့လာတဲ့စာရင်းတွေမှာတော့ဧပြီ1ရက်နေ့ည8:00 နာရီအထိဆိုရင်ငလင်ကြောင့်သေဆုံးသူက3500ကျော်လာပါပြီ။အသေးစိတ်ကိုစက်ကြည့်အောင်ပါ။ဒါကတော့စကိုင်းတိုင်းဖြစ်ပါတယ်။ဒီစကိုင်းတိုင်းမှာတော့ဒီရွှေဘုံမှာ4ယောက်စကိုင်းမြို့မှာ628ရင်းမပိတ်မှာ1ဝက်လက်မှာ9ကဏီမှာ1နဲ့ပလဲမြို့မှာ2ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။စုစုပေါင်းသေဆုံးသူကတော့695ယောက်ထိရှိတာတွေ့ရပါတယ်။စကိုင်းမှာလည်းလက်ရှိကယ်ဆယ်ရေးတွေရောက်နေပြီဆိုပေမဲ့လိုအပ်ချက်တွေအများပြားရှိနေသေးတယ်လို့ကုညီနေသူတွေကပြောပါတယ်။ဒါကတော့မန္တလေးတိုင်းမှာမန္တလေးမှာတော့ပျော်ပွဲမှာ202ယောက်ရမဲသင်းမှာ209ယောက်စင်ကူးမှာ29မန္တလေးမြို့မှာ1000ကျော်အမရပူအောင်မှာ250ကြောက်စဲမှာက129မိထီလာမှာ44တာစီမှာ10တရာဦးမှာ200ဝန်းကျင်စင့်ကိုင်မှာ10ဝမ်တင်းမြို့မှာ65မတရားမှာတော့34ဆိုပြီးတော့သိရပါတယ်စုစုပေါင်းသေဆုံးသူကတော့ဒီ2000ကျော်နဲ့အများဆုံးဖြစ်တာတွေ့ရပါတယ်ပြီးတော့ဒီစင်ကူးကိုပြောရမယ်ဆိုရင်တော့ရွှေရင်းပြိုကျတာကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီးတော့9ယောက်ကိုတော့အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်လို့ကုညီပေးတဲ့သူတွေစီကသိရပါတယ်ပြီးတော့ဒီထိခိုက်မှုများခဲ့တဲ့မန္တလေးမှာလည်းငလင်ကြောင့်ပိတ်မိတဲ့သူတွေတဲက400နဲ့3ယောက်ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါကတော့နေပြည်တော်ပါနေပြည်တော်မှာတော့တက်ကုန်းမှာ30စပူသီရီမှာ17နေပြည်တော်မှာ296နဲ့ပြင်မနာမှာ86လယ်ဝေးမှာ9ယောက်ဆိုပြီးတော့စုစုပေါင်းတိတ်ဆုံးသူဦးရေ428ယောက်ထိရှိခဲ့တာတွေ့ရပါတယ်။ပဲခူးတိုင်းမှာတော့တောင်ငူမှာ31ဖြူးမှာ19ကြောက်ကြီးမှာ2ယောက်ကြောက်တကားမှာတော့16အုတ်တွင်းမှာ2ယောက်ဆိုပြီးစုစုပေါင်း68ယောက်ထိတိတ်ဆုံးခဲ့တာတွေ့ရပါတယ်။ဒီရှမ်းပြည်နယ်မှာတော့ညောင်ရွှေမှာ135အောင်ပန်းမှာ14ယောက်ပင်လုံးမှာ2ယောက်တွေ့ရပါတယ်ဒီညောင်ရွှေမြို့စင်းထဲမှာတော့ဒီအင်းလေးဒေသကထိခိုက်သေဆုံးသူတွေရဲ့စင်းပါဝင်ပါတယ်စုစုပေါင်းသေဆုံးသူကတော့151ယောက်ရှိတာတွေ့ရပါတယ်ဆိုတော့ဒီစင်းတွေကိုအကုန်လုံးပြန်ပြီးတော့ချုပ်လိုက်မယ်ဆိုရင်2025ခုနှစ်ဒီဧပြီလ1ရက်နေ့သေဆုံးစင်းကတော့3643ယောက်ထိရှိတာကိုတွေ့ရပါတယ်ပြီးတော့ငလင်းတန်းကိုဆွဆွရွရွခန်းစားခဲ့ရတဲ့ဒေသတိုင်းမှာတန်ရှင်းတဲ့တောက်သုံးရည်တွေအရေးကြီးလိုအပ်နေပါတယ်။ဒါအပြင်ရေရှည်အထားခံတဲ့ရိတ်ခါကြောက်တွေစေဝါတွေအပြင်ရှင်းလင်းနဲ့ပြန်လည်ထူထောင်ရေးမလုပ်နိုင်ခင်ယာယီခိုလိုပုံအတွက်နေစရာတဲနဲ့အမိုးအကာတွေလိုအပ်နေတယ်လို့ကုညီနေသူတွေကပြောပါတယ်။ဒါနဲ့တစ်ဆက်တည်းမှာပဲနိုင်ငံတော်အဆင့်ဝမ်နေချင်းတွေသတ်မှတ်ထားတဲ့စစ်ကောင်စီကထိုးစစ်တွေကိုမရက်ပဲလက်နက်ကြီးပစ်ခတ်တာလေကြောင်းဘုံကျဲတာတွေကိုနေ့တိုင်းပြုလုပ်နေပါတယ်။အခုတော့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းတင်ပြခြင်းပါတယ်ဒီလက်နက်ကြီးပစ်ခတ်မှု drone နဲ့တိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီကချင်ပြည်နယ်မှာကတော့တိုက်ခိုက်မှုအကြိမ်ရေ6ကြိမ်ရှိခဲ့ပြီးတော့တိတ်ဆုံးသူ38ယောက်နဲ့ဒဏ်ရာရရှိသူ28ယောက်ရှိခဲ့တာတွေ့ရပါတယ်ဒီမွန်ညင်းခရိုင်မှာတော့ဒီမတ်လ31ရက်ညနေပိုင်းမှာဘုံကျဲခဲ့တာပါဒီဖြစ်စဉ်ကြောင့်ပဲစစ်တင်တန်းတပ်ဖို့ရောက်နေတဲ့လူငယ်10နဲ့ချီတေဆုံးခဲ့ရတာပါဒါပေမဲ့အသေးစိတ်ကိုတော့ KIA ဘက်ကအတည်ပြုထုတ်ပြန်တာမျိုးမရှိသေးပါဘူး
ပြီးတော့ဒီရှမ်းပြည်နယ်ဘက်မှာဆိုရင်လည်းတိုက်ခိုက်မှုအကြိမ်9ကြိမ်ရှိပြီးတိစုံသူက9ယောက်ထိရှိခဲ့တာတွေ့ရပါတယ်အများဆုံးကတော့ဒီနောင်ချိုဖြစ်ပြီးတော့ဒီ drone နဲ့တိုက်ခိုက်မှု3ကြိမ်အထိခံခဲ့ရတာတွေ့ရပါတယ်ဒါကတော့ဒီစကိုင်းတိုင်းမှာဆိုရင်တိုက်ခိုက်မှုအကြိမ်4ကြိမ်နဲ့ဒဏ်ရာရသူ2ယောက်ရှိခဲ့တာတွေ့ရပါတယ်မန္တလေးတိုင်းမှာတော့2ကြိမ်တိုက်ခိုက်ခံရပြီးတိစုံသူ1ယောက်ရှိခဲ့ပါတယ်ပြီးတော့ဒဏ်ရာရသူကတော့4ယောက်ပါမကွေးတိုင်းမှာတော့တိုက်ခိုက်မှုအကြိမ်4ကြိမ်တိစုံသူ3ယောက်နဲ့ဒီဒဏ်ရာရသူ9ယောက်အထိရှိခဲ့တာတွေ့ရပါတယ်ဒီရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့တိုက်ခိုက်မှုအကြိမ်3ကြိမ်အထိရှိခဲ့ပါတယ်တိစုံသူက3ယောက်ပါဒဏ်ရာရသူကတော့9ယောက်ပါဒီကြောက်ဖြူမြို့နယ်ဒီဇင်ချောင်းရွာကိုမတ်လ31ရက်မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်မှာတော့ဘုံတော်ကြီးတစ်ပါးပြန်လုံတော်မူပြီး9ယောက်ဒဏ်ရာပြင်းထန်ခဲ့တာဖြစ်ပါတယ်ပြီးတော့ပဲခူးတိုင်းမှာတော့တိုက်ခိုက်မှုအကြိမ်1ကြိမ် AR တိုင်းမှာတော့2ကြိမ်အထိတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်ဒီကယားပြည်နယ်မှာဆိုရင်တော့တိုက်ခိုက်မှုအကြိမ်2ကြိမ်ဒဏ်ရာရသူက1ယောက်ရှိခဲ့တာတွေ့ရပါတယ်ကရင်ပြည်နယ်မှာဆိုရင်တိုက်ခိုက်မှုအကြိမ်1ကြိမ်ရှိခဲ့ပါတယ်တနင်္လာရီတိုင်းမှာတော့ဒီတိုက်ခိုက်မှု2ကြိမ်အထိပြုလုပ်ခဲ့တာတွေ့ရပါတယ်ဆိုတော့ဒီကုလအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုအဆုံးသတ်ကြဖို့အပါအဝင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးရနိုင်ရေးကုလသမဂ္ဂနဲ့မိဖက်အဖွဲ့အစည်းတွေကိုကန့်သတ်ချက်တွေမထားဘဲနဲ့ဝင်ရောက်ခွင့်ပေးဖို့ပြောထားပါတယ်။တစ်ချိန်တည်းမှာပဲမြောက်ပိုင်းမဟာမိတ်၃ဘွဲဖြစ်တဲ့ AA, MNDAA နဲ့ TNL တို့ကလည်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးလုပ်နိုင်ဖို့အတွက်ဧပြီ30ရက်အထိတစ်ဖက်သက်အပြည့်အကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်းမြန်မာငလင်ဘေးအတွက်ခွဲစိတ်ကုသရေးပစ္စည်းတွေအပါအဝင်3တန်လောက်ရှိတဲ့ပစ္စည်းတွေကိုနေပြည်တော်နဲ့မန္တလေးကစေယုံနေစီပို့ဆောင်ပြီးပြီလို့ပြောပါတယ်။ WHO အနေနဲ့ငလင်ဘေးကိုအဆင့်3အရေးပေါ်အခြေအနေသတ်မှတ်ခဲ့ပြီးလာမယ့်တလအတွင်းမိုဘိုင်းအဖွဲ့တွေအရေးပေါ်အဖွဲ့တွေကကျန်းမာရေးစောင့်ရှောက်မှုတွေပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။ရာသီဥတုဆိုင်ရာသတိပေးချက်အနေနဲ့ကတော့စကိုင်းတိုင်းအထက်ပိုင်းမှာနေရာကွက်ကြားမိုးရွာနိုင်ခြေရှိပြီးဧပြီလရဲ့ပထမ10ရက်အတွင်းမှာတိုင်းနယ်ပြည်နယ်အတော်များများမှာမိုးထစ်ကျုံရွာနိုင်ကြောင်းမိုးစလဌာနကဧပြီ1ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အခုတင်ပြခဲ့တာတွေကကာယကံရှင်တွေဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တွေသတင်းဌာနတွေထုတ်ပြန်ချက်တွေနဲ့စည်ရင်းပြုစုနေသူတွေစီကရရှိထားတဲ့အချက်လက်တွေကိုကိုးကားထားတာဖြစ်ပြီးဆက်သွယ်ရေးအခက်အခဲတွေကြောင့်မြေပြင်ကိန်းဂဏန်းတွေနဲ့ကွဲလွဲနေနိုင်ပါတယ်ခင်ဗျာ။